မေတော်တပည့်တော်လေးတိုင်ပင်စရာကိစ္စလေးရှိလို့မေတော်အားလားမသိဘူးနတ်ဆိုတော့အားမယ်ထင်တာပဲဘာအလုံးမမရှိလို့မေတော်တပည့်တော်ရဲ့ယောက်ျားလေးအခုတလောအောက်လမ်းအတိုက်ခိုက်များမိနေတာလားမသိဘူးမျက်နှာလေးကြည့်ရတာမကြည့်မလင့်နဲ့အယောင်ဝလည်းရှိမနေဘူးပြီးတော့ငူတူတူငောင်တောင်တောင်နဲ့မဲသေးလို့အဲ့ဒါတပည့်တော်လေးဘယ်လိုလုပ်ရမှာလဲမသိဘူးမေတော်တပည့်တော်ကိုကူညီပါဦးနော်တပည့်တော်ကိုကူညီတော်မူပါဦးတပည့်တော်ကိုကူညီပါဦးမေတော်ဘာလို့ Angel Secret Peachy UV Gel အဲ့နေက cream နဲ့အောက်လမ်းမိတာနဲ့ဘာဆိုင်လို့你要家包蓝米当后你要记米的虽然你不去这一特别你的表你爬满不灵顶得最特别你那里的阳光大宝并且习惯你到你来领比得到他们ဟုတ်အဲ့လိုဆိုရင်ကျေးဇူးပဲမေတော်တပည့်တော်တွားလိုက်အောင်မေရှင်Peachy UV Gel က Angel Secret ရဲ့နောက်ဆုံးပေါ်နေကလေးပေါ့နော်သူကယောက်ျားလေးရောမိန်းကလေးရောလိမ့်လို့ရတဲ့ပြင် SPF 50 PA4+ ထိတောင်ပါဝင်တဲ့အတွက်နေရောင်ခြည်ကလာတဲ့ UV တွေကိုအပြည့်အဝကာကွယ်ပေးတယ်ပြီးတော့သူ့အသားလေးကလည်းစေကပ်မှုမရှိပဲပေါ့ပါပြီးလိမ့်လိုက်တာနဲ့မျက်နှာလေးကို glue ပြီးတော့အသားရည်နဲ့တစ်ထက်ထဲကျသွားတာပေါ့နော်သူ့အနံ့လေးကလည်း peach အနံ့တင်းတင်းလေးဆိုတော့ရေရှိအတွက်မျက်နှာသားရည်ကိုနီလောင်ပြီးတင်းတိတ်တွေအမဲဆက်တွေကနေကာကွယ်ဖို့အတွက် Angel Secret ရဲ့ Peachy Nika Gel လေးကိုနေ့တိုင်းပုံမှန်လိမ့်ပေးဖို့မမေ့ကြနဲ့နော်